အဲဆရာဘယ်ဒီပဲသွားခွင့်ပေးရမှာ ဒီထိပဲသွားခွင့်ပေးရမယ်ဟုတ်တယ်မလား ဟုတ်တယ်ဆရာ ဟုတ်ပြီနော်ဒီထိပဲသွားခွင့်ပေးအဲ့ထက်ကျော်လို့မရအောင်ဟုတ်ပြီနော်အဲ့ထက်ဆရာကကျော်လို့မရအောင်အဲ့တော့ခါကြတော့နည်းနည်းလေးစဉ်းစားကြည့်အောင်အဲ့တော့ဒီထဲမှာ sub တော့ဆရာက rect ရဲ့ဘာဖြစ်ပါ့ဟုတ်တယ်မလားသူ့ရဲ့ hop ကနော်အဲ့တော့ဆရာတို့ဒီနေရာမှာ less than တကယ်လို့များတာ0အောက်ရောက်ခဲ့ပြီဆိုလို့ရှိရင်ဆိုလိုချင်တာဆရာတို့ဘောင်ရဲ့အပြင်ဘက်ကိုကြော်ပြီကျော်တော့မယ်ဆိုလို့ရှိရင်ရောက်ပြီဆိုလို့ရှိရင်ဘာလို့မှာတော့လက်ရှိရှိနေတဲ့ဆရာတို့က sub dot red dot ရဲ့ top ထဲကိုငါတို့ဘာတန်ဖိုးပဲထည့်ပေးလိုက်0ပဲထည့်ပေးလိုက်ရလား0ငယ်လိုက်တာနဲ့ဒီ red dot ထောက်တယ်0ပြစ်ထည့်ပေးလိုက်အဲ့ဆိုရင် तू ကြော်မလား ကျော်တော့ ကြော်တော့ဟုတ်ပြီနော်အဲ့တော့ခါကျတော့ okay ဟုတ်ပြီအဲ့တော့ခါကျဆက်ဒီမှာ run okay အဲ့တော့ဒီမှာ run လိုက်မယ် okay ပေါ်လာပြီတက်ပြီဟောသိလားကြော်သေးလား ကျော်တော့ဆရာ ကြော်တော့ဟာလေနော်